ဝါဒနာဆိုတာအထုံရနေခြင်းလို့သူရဲ့ literal meaning ကအထုံရနေခြင်းလို့ဆိုလိုတယ်အထုံရနေတယ်ဆိုတာဥပမာကိုဝတ်တဲ့အဝတ်စားတွေထဲမှာပယုတ်လုံးထည့်ထားရင်ပယုတ်လုံးအနံ့ဆွဲသွားတယ်ရှင်မွေးထည့်သွားရင်ရင်မွေးအနံ့ဆွဲသွားတယ်အဲ့ဒါကိုအထုံရတယ်လို့ခေါ်တယ်အရက်ပလင်းဟာအရက်တွေသွန်ပြလိုက်တော့လည်းပဲအနံ့ကြမ်းတယ်အဲ့ဒါမျိုးဝါဒနာလို့ခေါ်တာနော်ငပိပလင်းဆိုရင်ငပိငံပြရေးပလင်းကိုငံပြရေးထည့်ထားတဲ့ပလင်းဒီငံပြရေးတွေကုံသွားလည်းပဲငံပြရေးအနံ့ကြမ်းတယ်ဝါဒနာရဲ့အဓိပ္ပာယ်ကိုပြောပြတာနော်ထို့တူပဲလောဘကြီးတဲ့ပုဂ္ဂိုလ်ကနောက်ဆုံးမှယဟန္တာဖြစ်လို့လောဘကိုပယ်လိုက်တာတောင်မှပဲသူကလူချင်းတဲ့အစွမ်းကပြတယ်သူအဲ့ဒါဝါဒနာလို့ခေါ်တယ်ဆဲတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာတကယ်တော့ဒေါသနဲ့ဆဲတာမဟုတ်ပဲနဲ့ဝါဒနာပါလို့ဝါဒနာဖြစ်နေလို့နှုတ်ကြိုးနေလို့ဆဲတဲ့ပုဂ္ဂိုလ်ရှိတယ်ယဟန္တာဖြစ်သွားတာတောင်ပြင်လို့မရဘူးအဲ့ဒါ